ခုကစားပြမယ့်ကစားလေးကတော့ဒီမှာဘေးတစ်ဆောင်လက်အိပ်ပြီးတော့6ကိုမြှောက်ပြီးတော့ခါးထိအောင်ကစားရမယ်ခါးကစားနည်းပဲဖြစ်ပါတယ်ဒီကစားနည်းကိုကစားရမယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးကျမ်းပြင်မှာဒရောင်ကိုထောက်ပြီးတော့လှည့်အိပ်လိုက်ပါမယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကကျမ်းပြင်နဲ့ထိမနေပါဘူးဒရောင်နဲ့ထောက်ထားပါမယ်6ကိုနှစ်ဖက်လုံးကိုတန်းနေအောင်ခန္ဓာကိုယ်ကိုစောင်းပြီးတော့ဆန့်ထားလိုက်ပါမယ်ပြီးရင်အပေါ်မှာရှိတဲ့6ကိုခြေပြားဆန့်ထားလိုက်မယ်ပြီးရင်အဲ့ဒီ6ကိုခန္ဓာကိုယ်ရဲ့အပေါ်ကိုမြှောက်တင်ရမှာဖြစ်ပါတယ်အဲ့ဒီလိုမြှောက်တင်တဲ့အခါတိုင်းမှာကျွန်တော်တို့ရဲ့ခါးမာဆယ်တွေကထိရောက်နေရပါမယ်အဲ့ဒီအတိုင်းကျွန်တော်တို့10ချိန်ဒါမှမဟုတ်15ချိန်ကစားလို့ရပါတယ်3ကြော်ကစားပါမယ်ကျွန်တော်အစမ်းကစားပြပါမယ်ဘယ်ညာပြီးတော့မှကြော်ပြပါမယ်ဘယ်10ချိန်ညာ10ချိန်ဘယ်15ချိန်ညာ15ချိန်ဘယ်ခေါညာကိုပြီးတော့မှကြော်ပြပါမယ်အဲ့ဒီအတိုင်း3ကြော်ကစားရပါမယ်